ချစ်ပြီးစီပြအားလုံးမင်္ဂလာပါရှင်29ရက်9လမှာ10လပိုင်း2ရက်နေ့ထိတနင်္ဂနွေသားသမီးချစ်ပြီးစီရဲ့အလုပ်တိုင်းကနေစတင်ဟောပြောပေးမှာပဲဖြစ်ပါတယ်ရှင်တနင်္ဂနွေသားသမီးချစ်ပြီးစီဒီတစ်ပတ်မှာအလုပ်နဲ့ပတ်သက်ပြီးအလိမ်ညာခံရတတ်တယ်အဲ့တော့မိမိနဲ့ပတ်သက်ပြီးဆိုရင်ကိုကပြောတဲ့ဆိုတဲ့အခါမှာအလိမ်ညာစကားတွေကိုယုံမှားမိပါဖြစ်တဲ့အတွက်ကြောင့်ဂရုစိုက်စီချင်ပါတယ်တန်ဖိုးကြီးသောပစ္စည်းထွက်ဖို့ရှိနေပါလေမိတ်ဆွေပေါင်းတဲ့ပတ်သက်ပြီးတော့မိတ်ဆွေပေါင်းတဲ့ရဲ့အချင်းချင်းလွဲမှားမှုတွေခံရတတ်တယ်ညှိုးညင်တာတွေခံရတတ်တယ်ဒါကြောင့်စကားပြောဆိုတဲ့အခါပြောရေးဆိုရာကိစ္စမှာမိမိဘက်ကတတိနဲ့ပြောဆိုဖို့လိုအပ်ပါလေအိမ်ကိစ္စနဲ့ပတ်သက်ပြီးစိတ်တွေပင်ပန်းရခြင်းခေါင်းရှုပ်ရခြင်းအိမ်ကမိသားစုကဖြစ်ချင်တဲ့ပုံစံတစ်မျိုးမိမိရှောက်နေတဲ့လမ်းတစ်မျိုးနားလည်မှုတွေလွဲတတ်ပါလေဆွေမျိုးသားချင်းနဲ့ပတ်သက်ပြီးတော့ဆွေမျိုးသားချင်းစီကနေအကြံဉာဏ်ကောင်းတွေရမယ်အကူအညီကောင်းတွေရမယ်အထောက်ပံ့ကောင်းများစွာကိုရရှိစီမှာပဲဖြစ်ပါလေရန်အနေနဲ့တိုက်ခိုက်လုံးဝမရှိပါဘူးရှင်အချီးနဲ့ပတ်သက်ရင်မျက်နှာပွင့်လန်းမေးလူချစ်လူခင်တွေပေါ်ပြီးချစ်သူနဲ့အတူခရီးတွေသွားတတ်တယ်ပျော်ရွှင်ပွဲရာတွေဖြစ်တတ်တယ်အိမ်တော်ကြီးနဲ့ပတ်သက်ရင်အေးချမ်းသာယာစီပဲအိမ်တော်ကြီးတို့တွေ့ရပါတယ်ကျမ်းမာရေးနဲ့ပတ်သက်ရင်စူးစူးလုံးဝမရှိပါဘူးရှင်။ဒါပေမဲ့သွားရလာတဲ့အခါမှာသတိနဲ့သွားစီချင်ပါလေ။ဘာကြောင့်လဲဆိုတော့ယုတ်တိရဲ့ဖြစ်စီသောအန္တရာယ်လေးတွေတွေ့တတ်ပါတယ်နော်။အေးချမ်းမှုတွေငြိမ်းချမ်းမှုတွေရောက်ရှိလာမယ့်တစ်ပတ်တာပါ။ဒါအပြင်မိမိသွားလို့သောနေရာလေးတွေမိမိရောက်ရှိခြင်းသောနေရာလေးတွေမှာစိတ်ချမ်းမြေ့ပွေရာသွားရောက်ပြီးတော့ကြုံတွေ့ရမယ့်နိမိတ်လေးတွေတွေ့ရပါလေ။ကံနဲ့ပတ်သက်ရင်တော့ကံအားနေပါလေတို့ပေမဲ့ဒီလိုကန်ဆန်းခြင်းနဲ့ဆိုရင်တော့သုံးတလုံးဒီလိုကန်ဆန်းလို့ရပါလေဝေကြီးတက်လာပါလေရွှင်လန်းပွန်လန်းစီပဲတပတ်တာပါအားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်မှုတွေကြုံကုန်ပြီးကြည့်လိုက်တဲ့အခါမိမိရဲ့တွေ့ကြီးကြီးမားမားဆူဆူရွာရွာပူပန်မှုလုံးဝမတွေ့ရဘဲနေမိမိရဲ့စိတ်ကမ်းကြမိမိဖြစ်ချင်တဲ့အရာမိမိလုပ်ချင်တဲ့အရာတွေကိုဒီတစ်ပတ်ထဲမှာပဲပြီးပြည့်စွာအောင်မြင်စွာလုပ်ဆောင်နေပြီလို့တွေ့ရပါတယ်ဒီတော့တနင်္ဂနွေသားသမီးချင်းမိတ်ဆွေအတွက်ကံအထောက်ပံ့ဖြစ်စေသောယန္တရားကောင်းပေးကြပါလေတနင်္ဂနွေသားသမီးချင်းမိတ်ဆွေပြုလုပ်ဆောင်ရမယ့်တပတ်တာယန္တရားကမိမိနေကတရားမှာပန်းအဝါရောင်လေးခုနှစ်ပွင့်ထူထမ်းခြင်းဖြင့်ခက်ခဲနေသောတပတ်တာအလုံးစုံပြည့်လည်သွားပြီလို့တွေ့ရပါတယ်ရှင်ချစ်ပြီးစီပြအားလုံးမင်္ဂလာပါရှင်29ရက်9လမှာ10လပိုင်း2ရက်နေ့အထိတနင်္လာသားသမီးချစ်ပြီးစီရဲ့အလုပ်ကိုင်ကနေစတင်ဟောပြောပေးမှာပဲဖြစ်ပါတယ်ရှင်တနင်္လာသားသမီးချစ်ပြီးစီဒီတစ်ပတ်ထဲမှာအလုပ်နဲ့ပတ်သက်တဲ့အခွင့်အရေးတွေအရန်ကောင်းနေပါတယ်အလုပ်ကိစ္စတွေအစီအပြေချုံးနေပါလိမ့်မယ်တန်ဖိုးကြီးသောပစ္စည်းတွေဝင်လာဖို့ရှိနေပါတယ်မိမိအနေနဲ့ကိုကရည်ရွယ်ထားတဲ့ဒီတန်ဖိုးကြီးပစ္စည်းတွေကိုဒီတစ်ပတ်ထဲမှာဝင်မင်းလို့စိတ်ကူးထားတဲ့ကိစ္စတေချာပေါက်ကိုဝင်လာမယ်လို့တွေ့ရပါတယ်မိတ်ဆွေကံရန်ကောင်းပါတယ်မိတ်ဆွေတွေလည်းမိတ်ဆွေကောင်းတွေ့ပြီဆရာသမားဆိုရင်လည်းဆရာသမားကောင်းတွေ့ပြီဒီလိုလေးလည်းမြင်ရပါတယ်အိမ်ကိစ္စနဲ့ပတ်သက်ရင်တော့အိမ်ကိစ္စလုပ်တဲ့အရာမှန်သမျှခက်ခဲပြီအစိမပြေမှုလေးတွေကြုံတွေ့ရမယ်မလူအဖေးစကားတွေအလွန်ကြုံပြောရတာမျိုးလည်းဖြစ်တတ်ပါတယ်ဆွေမျိုးသားချင်းနဲ့ပတ်သက်ပြီးတော့ကောင်းသောသတင်းတွေကြားမယ်လက်လာပါတွေပွင့်လန်းစီပဲနမိတ်မျိုးတွေ့ရပါတယ်ရန်အနေနဲ့တိုက်ခိုက်ရှိတဲ့ဒီစိတ်ပါတော့မိမိအနေနဲ့ကိုကပြောလိုက်တဲ့အခါမှာကိုပြောတဲ့စကားကိုတစ်ဖက်လူကအမြင်လေးစောင်းသွားပြီးတော့ကိုယ့်ပေါ်မှာရန်ရိုးရန်စထားတာမျိုးကြုံရတတ်ပါတယ်ဒါကြောင့်သတိနဲ့ပြောဆိုပါအချီးနဲ့ပတ်သက်ပြီးတော့လမ်းပြောက်သွားတတ်ပါတယ်အိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့မိမိအိမ်တော်ဘက်အတွေ့မိမိရဲ့အလုပ်ကိုင်လေးတွေနဲ့ပတ်သက်ရင်ညှိနှိုင်းတိုင်ပင်လို့မရတာမျိုးလေးကြုံရတတ်ပါတယ်အဲ့တော့သူ့ရဲ့အလုပ်ကိုင်ပဲဖြစ်ဖြစ်ကိုယ့်ရဲ့အလုပ်ကိုင်ပဲဖြစ်ဖြစ်သူနဲ့တိုင်ပင်လိုက်တဲ့အခါမှာတိုင်ပင်မှုလေးတွေမရရှိတာမျိုးလေးကြုံရဖို့တွေ့ရပါတယ်ကျမ်းမာရေးနဲ့ပတ်သက်ရင်တော့ကိစ္စစိတ်ပါအဓိကတော့ခါးကိုက်မေခါးနာမေအဲ့တော့တစ်ခုခုပစ္စည်းတစ်ခုကိုပုံမှန်လိုက်တာအဲ့ဒါကိုခါးချိုးတွေညက်တော်တာမျိုးကြုံရတဲ့ကိစ္စစိတ်ပါနော်အေးချမ်းခြင်းတွေငြိမ်းချမ်းခြင်းတွေရောက်ရှိလာမဲ့တပတ်တာလို့တွေ့ရပါတယ်ဒါအပြင်ဒီဘက်ကနေပြီးတော့ကိုမှန်းဆထားတဲ့ကိုကြံရွယ်ထားတဲ့ဒီဘေးရာလေးပဲဖြစ်ဖြစ်ဒီကိစ္စလေးတွေဟာအောင်မြင်ပြီးဖြစ်ပြီဆိုတဲ့အရာလေးတွေကိုတွေ့
တွေးထားလိုက်ပါကံနဲ့ပတ်သက်ရင်တော့ကံအားတော့ကောင်းပါတယ်ထီတိုးကန်ဆန်းခြင်းတွေဆိုရင်တော့နှစ်တလုံးထီတိုးကန်ဆန်းလို့ရပါတယ်ဝေးကြီးနဲ့ပတ်သက်ပြီးတော့ရှင်လန်းပြီးဝင်လန်းလာပါလိမ့်မယ်အားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်မှုတွေကြုံကုန်ပြီးလိုက်တဲ့အခါကြီးမားသောပူပန်မှုလုံးဝမတွေ့ရတဲ့အပြင်မိမိလုပ်ချင်တဲ့အရာလေးတွေမိမိကြိုင်ချင်တဲ့အရာလေးတွေမိမိပြောဆိုချင်တဲ့အရာလေးတွေစနစ်တကျလေးနဲ့ပုံစံတကျဖန်တီးနိုင်တယ်ပုံဖော်နိုင်တယ်လို့တွေ့ရပါတယ်ဒီတော့တနင်္လာသားမိချင်းမိဆွေတွေကံအထောက်ပံ့ဖြစ်စီသောရည်ရကောင်းလေးတွေ့ချင်ပါတယ်တနင်္လာသားသမီးချင်းမိဆွေပြုလို့ဆောင်ရမယ်တပတ်တာရည်ရကမိမိနေငါဖျားမှာနွားတို့တစ်ခွက်လူရန်ချင်းဖြင့်ခက်ခဲနေသောတပတ်တာလုံးစုံပြည့်နေသွားပြီလို့တွေ့ရပါတယ်ရှင်။ချင်းမိဆွေများအားလုံးမင်္ဂလာပါရှင်။29ရက်9လမှာ8လပိုင်း2ရက်နေ့ထိအင်္ဂါသားသမီးချင်းမိဆွေရဲ့အလုပ်ငန်းကနေစတင်ဟောပြောပေးပါမယ်ဖြစ်ပါတယ်ရှင်။အင်္ဂါသားသမီးချင်းမိဆွေဒီတပတ်ထဲမှာအလုပ်ကိုင်ရန်ကောင်းနေအလုပ်နဲ့ပတ်သက်ပြီးတော့တရေကောင်းနေကြရမှာပဲဖြစ်ပါတယ်။တန်ဖိုးကြီးသောပစ္စည်းဆက်ဆက်ပြင်းပြင်းဝင်လာဖို့ရှိနေပါတယ်။မိတ်ဆွေကံရန်ကောင်းပါရင်ဆရာသမားရဲ့ကူညီမှုထောက်ပံ့မှုပံ့ပိုးမှုရရှိစီပါပဲဖြစ်ပါတယ်။အိမ်ကိစ္စနဲ့ပတ်သက်ပြီးအကြီးကြီးတွေအတွက်နောက်ဆက်တင်ရတာပူပန်ရတာမျိုးကြုံရတတ်ပါတယ်။ဆွေမျိုးသားချင်းစီကနေမပြောလေးသောတရေကောင်းတွေကြားရမှာပဲဖြစ်ပါတယ်။ရန်အနေနဲ့တိုက်ခိုက်လုံးဝမရှိတဲ့ပြင်ချစ်တဲ့သူတွေခင်တဲ့သူတွေပေါ်များမှာပဲတပတ်တာလိုလေးတွေ့ရပါတယ်။အချီးနဲ့ပတ်သက်ရင်တော့ချစ်သူအပေါ်မှာတန်တရားတွေကြီးနေတာမျိုးကျုံရတတ်ပါတယ်အိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့ဘာမဟုတ်တဲ့အကြောင်းအရာလေးတွေနဲ့ခဏခဏစကားတွေများမှာဖြစ်ပါတယ်ကျမ်းမာရေးနဲ့ပတ်သက်ရင်တော့ဆေးရုံစည်းကမ်းတွေပြရဖို့ရှိနေပါတယ်အဓိကကကျမ်းမာရေးနဲ့ပတ်သက်ရင်အရင်တုန်းကဖြစ်ခဲ့မှုတွေယောဂဟောင်းဝေဒနာဟောင်းတွေခံစားရမှာပဲဖြစ်ပါတယ်အေးချမ်းမှုငြိမ်းချမ်းမှုမရှိသေးပဲလေအရာရာမှာစိုးရိမ်ပူပန်ရတဲ့စိတ်တွေများနေရတာပဲဖြစ်ပါလိမ့်မယ်ကံနဲ့ပတ်သက်ရင်တော့ကံအားနေပါလေသူပေမဲ့မဖြစ်မနေထီတိုးကန်ဆန်းခြင်းနေဆိုရင်တော့3ညတလုံးထီတိုးကန်ဆန်းလို့ရပါတယ်အားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်မှုတွေကြုံကုန်ပြီးကြည့်လိုက်တဲ့အခါမိမိအနေနဲ့ရစရာရှိတဲ့ပတ်စံလေးတွေကြံ့ကြာနေတာဖြစ်တဲ့အတွက်ကြောင့်ဒီအတွက်ပူပန်နေရတာမျိုးကြုံရမှာပဲဖြစ်ပါတယ်ဒီတော့အင်္ဂါသားသမီးချင်းဆွေတွေကံထောက်ပံ့ဖြစ်စီသောရည်ရကောင်းပေးကြပါလေအင်္ဂါသားမိတ်ဆွေပြုလို့ဆောင်ရမယ်တပတ်တာရည်ရကမိမိနေကဖျားမှာဖျောင်းနိုင်အစိမ်းရောင်3တိုင်လူရန်ပူဇော်ခြင်းဖြင့်ခက်ခဲနေသောတပတ်တာအလုံးစုံပြည့်နေသွားပြီလို့တွေ့ရပါတယ်ရှင်။ချိမိဆွေများအားလုံးမင်္ဂလာပါရှင်။29ရက်9လမှာ8လပိုင်း2ရက်နေ့ထိဗုဒ္ဓဟူသားသမီးချိမိဆွေရဲ့အလုပ်ငန်းကနေစတင်ဟောပြောပေးမှာပဲဖြစ်ပါတယ်ရှင်။ဗုဒ္ဓသားသမီးချင်းမိဆွေဒီတပတ်ထဲမှာအလုပ်နဲ့ပတ်သက်၍စိတ်ညစ်ရတာစိတ်ဖိစီးမှုတွေများတာကြုံရတတ်ပါတယ်တန်မိုးကြီးသောပစ္စည်းတွေပျောက်ပြတ်ပါတယ်ထွက်တတ်ပါတယ်ပြုဆိုင်ပါနော်မိတ်ဆွေကံဆရာသမားကံအရန်ကောင်းနေပါတယ်အိမ်ကိစ္စနဲ့ပတ်သက်ပြီးတော့အစီအစဉ်လေးပြောရေးဆိုရမှာမိမိပြောဆိုတဲ့အခါအောင်ပစ္စည်းတွေလို့တွေ့ရပါတယ်ဆွေမျိုးသားချင်းနဲ့ပတ်သက်ရင်မိမိဘက်ကမှန်မှန်ကန်ကန်လေးပဲမှန်တမ်းလေးပဲပြောဆိုဆက်ဆက်ပါအလိမ်ညာတွေခံရတတ်တယ်ရန်အတက်ကဲရှိတယ်ဂရုစိုက်ပါနော်မိမိကိုမနာလိုနေတဲ့သူတွေရှိနေတယ်အဲ့တော့မနာလိုတာခံရပြီးတဲ့နောက်မှာနောက်ဆက်တွဲကစိုးကျိုးတွေဖြစ်တတ်ပါတယ်ကိုယ်မနာလိုလို့ဆိုပြီးတော့တစုံတရာမကောင်းတဲ့အရာတွေနဲ့ကြံစီတာမျိုးခံရတတ်တယ်ဂရုစိုက်ပါနော်အချီးနဲ့ပတ်သက်ပြီးတော့ချစ်သူအပေါ်မှာစိတ်ကုံစိတ်ပြတ်သွားတာမျိုးကြုံရတတ်ပါတယ်အိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့အိမ်တော်ဘက်အတွေ့ကျမ်းမာရေးညံ့တာမျိုးကြုံရတတ်ပါတယ်မိမိကိုယ်တိုင်ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့စိုးကျိုးလုံးဝမတွေ့ရပါဘူးသို့ပေမဲ့ရုပ်ရည်ရဲ့ထဖြစ်တဲ့အရာလေးတွေကြုံရတတ်တယ်ဒါတော့ဂရုစိုက်ပါနော်အေးချမ်းခြင်းတွေငြိမ်းချမ်းခြင်းတွေပျော်ရွှင်ခြင်းတွေကြည်နူးခြင်းတွေရောက်ရှိလာမယ်တပတ်တာပါကံနဲ့ပတ်သက်ရင်တော့ကံအားနေပါလေသို့ပေမဲ့မဖြစ်မနေထီတိုးကန်ဆန်းခြင်းနေဆိုရင်တော့ခုနှစ်တလုံးထီတိုးကန်ဆန်းလို့ရပါလေဝေကြီးလက်လာပါများရှင်လန်းပွန်လန်းလာပြီးတော့အလှူတန်းလေးတွေပြုလုပ်ဆောင်ရမယ်လို့လည်းတွေ့ရပါတယ်အားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်မှုတွေကြီးလိုက်တဲ့အခါမိမိအတွက်ကောင်းသောပြောင်းလဲခြင်းတွေပြောင်းလဲလာမယ်ကောင်းသောပုံဖော်ခြင်းတွေလည်းပုံဖော်နိုင်မယ်လို့တွေ့ရပါတယ်ဒီတော့ဘုဒ္ဓသားမိချင်းမိဆွေတို့ကံအထောက်ပံ့ဖြစ်စီသောရည်ရည်ကောင်းပေးခြင်းပါလေ
ဗုဒ္ဓသာသမီချင်းမိတ်ဆွေပြုလို့ဆောင်ရမယ့်တပတ်တာရေရာကမိမိနေငါဖျားမှာနှင်းစီပန်းအနီရောင်ခုနှစ်ပွင့်ရွယ်ချင်းပြခက်ခဲနေသောတပတ်တာအလုံးစုံပြည်နေသွားပြီလို့တွေ့ရပါတယ်ချင်းမိတ်ဆွေများအလုံးမင်္ဂလာပါရှင်29ရက်9လမှာ10လပိုင်း2ရက်နေ့ဒီတပတ်တာတောက်ကြသာသမီချင်းမိတ်ဆွေရဲ့အလုပ်ကံကနေစတင်ဟောပြောပေးပါပဲဖြစ်ပါတယ်ရှင်တောက်ကြသာသမီချင်းမိတ်ဆွေအလုပ်ကံနဲ့ပတ်သက်ပြီးတော့မိမိဘက်ကပုံမှန်လေးတွေပဲဖြတ်တန်းသွားပါတိုးချတာမျိုးလုံးဝမလုပ်ပါနဲ့တန်မိုးကြီးသောပစ္စည်းတွေဝင်လာမယ်လို့လည်းမြင်ပါတယ်မိတ်ဆွေကံအရန်ကောင်းပါတယ်ဆရာသမားရဲ့ကိုကြီးပန်းမိုးထောက်ပံ့မှုတွေလည်းရရှိစီမှာပဲဖြစ်တယ်ဒါအပြင်ခရီးသွားဖို့ရှိတယ်ကောင်းသောသွားရခြင်းလို့လည်းမြင်ပါတယ်အိမ်ကိစ္စနဲ့ပတ်သက်ပြီးတော့စိတ်ချမ်းသာမယ်ကြည်လို့ရမယ်ပျော်ရွှင်မှုတွေကြုံတွေ့ရပါလိမ့်မယ်ဆွေမျိုးသားချင်းနဲ့ပတ်သက်ရင်လည်းသတင်းကောင်းတွေများစွာကြားမှုရှိပါလိမ့်ရန်အရင်တိုက်ခိုက်လုံးဝမရှိရပြင်ချစ်တဲ့သူတွေခဲတဲ့သူတွေပေါ်ပြလာမယ်ဒီပတ်တာလို့လည်းမြင်ပါတယ်အချီးနဲ့ပတ်သက်ရင်တော့အလိညာခံတဲ့ဂရုစိတ်စီခြင်းနဲ့အိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့အိမ်တော်ကြီးမှာအေးချမ်းသာယာစေမယ်လို့တွေ့ရပါတယ်ကျမ်းမာရေးနဲ့ပတ်သက်ရင်တော့ဂရုစိတ်ပါအဓိကတော့ခြေချော်လက်ချော်လေးတွေနဲ့အမြင့်ကနေပြုတ်ပြတာခြေချော်ကြတာဒါလေးတွေဖြစ်တတ်ပါတယ်အေးချမ်းခြင်းနဲ့ငြိမ်းချမ်းခြင်းတွေရောက်ရှိလာမယ်ဒါအပြင်ကိုလှုပ်ချင်တဲ့အရာပဲရအောင်ဆိုအကောင့်တွေပေါ်စီပဲအစီအပြေစီပဲဖြည်းဖြည်းနဲ့မှန်မှန်လေးပဲသွားစီချင်ပါတယ်ကံနဲ့ပတ်သက်ပြီးတော့အားနေပါတယ်သို့ပေမဲ့မဖြစ်မနေချီချိုးကန်ဆန်းခြင်းတွေဆိုတော့6တလုံးချီချိုးကန်ဆန်းလို့ရပါတယ်ဝေးကြီးနဲ့ပတ်သက်ပြီးတော့ရှင်လန်းပွန်လန်းလာစီပဲတပတ်တာလို့တွေ့ရတယ်အားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်မှုတွေခြုံငုံပြီးတော့လည်းပဲကြည့်ပါမယ်ဒါအပြင်ကံထောက်ပံ့ပစ္စည်းတွေတရားကောင်းလေးလည်းပြီးကြပါလိမ့်ပူပန်စရာဘာမှမတွေ့ရဘဲနဲ့လုပ်ချင်တဲ့ဆန္ဒမှန်သမျှအေးစီစီလေးနဲ့အေးချင်းချင်းလေးနဲ့လုပ်ခွင့်သာပါပဲအဲ့တော့အကောင်းဆုံးရေတရားလေးကမိမိနေအိမ်ကဖျားမှာအမွှေးနဲ့တာပေါ့နော်အမွှေးနဲ့တာဆိုတဲ့နေရာမှာတချို့ကတော့ဒါရေမွေးရှိတဲ့သူဆိုလို့ချင်းဖျားစမှာမိမိချက်ချင်းတက်တဲ့အနက်ရေမွေးနဲ့လေးဖြန်းပြီးတော့မှပူဇော်ခြင်းဖြင့်မနေ့ညပေါ့နော်တတိယနှစ်ချိန်ပူဇော်ခြင်းဖြင့်မိမိခက်ခဲနေသောတပတ်တာအလုံးစုံပြီးလေသွားမယ်လို့တွေ့ရပါတယ်ရှင်။စီပြအားလုံးမင်္ဂလာပါရှင်။29ရက်9လမှာ10လပိုင်း1ရက်နေ့ထိစနေသားသမီးချင်းမိတ်ဆွေရဲ့လုပ်ကံကနေစတင်ဟောပြောပေးမှာပဲဖြစ်ပါတယ်ရှင်။စနေသားသမီးချင်းမိတ်ဆွေရဲ့အလုပ်နဲ့ပတ်သက်ပြီးတော့တိုးတိုးတန်လန်းနေကြရတပါတယ်။အဓိကတော့မပြီးပြတ်တာပေါ့နော်။အဲ့တော့မိမိလှုပ်ဆောင်ရမယ့်အရာကိုပြီးပြတ်စွာလှုပ်ဆောင်လိုက်ပါ။ဒါဆိုရင်တော့အောင်မြင်ပါလိမ့်မယ်။တန်မိုးကြီးသောပစ္စည်းတွေထွက်ဖို့ရှိနေပါတယ်မိမိအနေနဲ့သူတစ်ပါးကပြစ်တင်ပြောဆိုဝေဖန်တိုက်ခိုက်တာမျိုးတွေခံတတ်ပါလေမိတ်ဆွေကံရန်ကောင်းပါလေဆရာသမားကံရန်ကောင်းပါလေမိတ်ဆွေချင်းမိတ်ဆွေမတွေနဲ့တွေ့ရဖို့လည်းရှိနေပါလေအိမ်ကိစ္စနဲ့ပတ်သက်ပြီးတော့အစီအပြေမယ်အိမ်ကိစ္စမှာရည်ရွယ်ချက်စီထားတဲ့အတိုင်းအကောင့်ထဲပေါ်စီတယ်လို့လည်းတွေ့ရပါလေဆွေမျိုးသားချင်းနဲ့ပတ်သက်ပြီးတော့နိုင်ရေးသတင်းတွေကြားဖို့ရှိနေပါလေရန်အနေအတက်ခဲ့ရှိတဲ့သတိထားပါတော့သွားရလာတဲ့နေရာတွေမှာသွားသတိလာသတိအမြဲရှိစေချင်ပါတယ်အချီးနဲ့ပတ်သက်ပြီးတော့မျက်နှာပွန်လဲခြင်းလူကြည့်လူကဲပေါ်ခြင်းလို့တွေ့ရတယ်အိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့အိမ်တော်ကြီးမှာအေးချမ်းသာယာစီမယ်လို့လည်းမြင်ပါတယ်ကျမကြီးနဲ့ပတ်သက်ရင်တော့စိုးကျိုးလုံးဝမရှိပါဘူးရှင်သို့ပေမဲ့မိမိအနေနဲ့ဓာတ်တစ်ခုခုချိုးတိတဲ့အရာမျိုးလေးတွေဖြစ်တတ်ပါတယ်ဒါကြောင့်မျိုးဆက်ပါနော်အေးချမ်းမှုငြိမ်းချမ်းမှုတွေမရှိသေးဘဲနဲ့အရာရာမှာလိုက်နိုင်ပြီးတော့ပူနေရတာရင်မောနေရတာမျိုးတွေဖြစ်တတ်ပါတယ်။ကံနဲ့ပတ်သက်ပြီးတော့အားနေပါလေ။သို့ပေမဲ့မဖြစ်မနေချီတိုးကန်ဆန်းတင်နေဆိုရင်1ရဲ့2ရဲ့ပါတဲ့နံပါတ်လေးတွေကိုချီတိုးကန်ဆန်းစေချင်ပါလေ။အားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်မှုတွေချုံကိုပေးကြည့်လိုက်တဲ့အခါမိမိဒီကိုယ်ဗီတာစုအတွက်ရောနောက်ကိုယ်နဲ့ခင်မင်နေတဲ့သူတွေအတွက်ပါလိုက်လံပူပန်နေရမယ်လို့လည်းတွေ့ရပါတယ်။ဒီတော့စနေသားမိချင်းမိဆွေအတွက်ကံထောက်ပံ့ဖြစ်စီသောရည်ရကောင်းလေးပေးချင်ပါတယ်။စနေသားမိချင်းမိဆွေပြုလို့ဆောင်ရမယ့်တပတ်တာရည်ရကမိမိကနေကဖျားမှာပဲနေ့စဉ်အတိတ်ထံစက်တိုက်ဝင်ပေးပါအဲ့တော့အချိန်မှန်မေးနေရာမှန်မေးဆူတောင်းမှန်ရမေးနောက်ပြီးတော့ကိုပရိစိတ်ရဲ့အခါမှာပရိအပတ်ရင်မှန်ပါမယ်ဒီလိုမှန်လေးမှန်တဲ့ဒိဋ္ဌံပြုခြင်းဖြင့်မိမိခက်ခဲနေသောတပတ်တာအလုံးစုံပြည်လေသွားမယ်လို့တွေ့ရပါတယ်ရှင်